မွေးနေ့ရှင်ကလွဲလို့ကျန်းတဲ့လူတွေကတော့အကုန်လုံးမြင်နေရပြီပေါ့နော်ကဲကျန်းတဲ့လူတွေကအကုန်လုံး surprise ဖြစ်ကြလားဖြစ်ပါတယ်တဲ့ကဲဟုတ်ပြီအဲ့ဆိုရင်မွေးနေ့ရှင်ကြီးကိုဝိုင်းပြီးတော့ surprise မတိုက်ချင်ကြဘူးလားတိုက်ချင်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုမွေးနေ့ရှင်ကြီးရေမကြည့်ပါနဲ့အောင်နော်မမေကိုပျော်ရွှင်သွားအောင်လို့52နှစ်ပြည့်မွေးနေ့လေးမှာသမီးတို့ဒီဝိုင်းပြီးတော့မှမမေကိုပျော်အောင် surprise တိုက်ပေးမယ်နော်ဆိုတော့ကဲအားလုံးပဲ1 2 3လဲကြည့်လို့ရပြီငယ်တော့ငါကွယ်ပိုက်ဆံကိုမုံတွေဝယ်ဖို့အလွယ်လေးတောင်းတယ်အခုခါမှအမေရဲ့ရင်ဝင်ကျွန်တော်လမ်းနေကျေးဇူးမေမေကျေးဇူးပါမေမေနေစမပိုက်ဆံထွန်းမြရှာတော့မလဲချေဆိုတာသေးလိုက်ခင်မနှမ်းမောပွဲဝါတမြရထားလေးပေါ်ကလူသားကျွန်တော်ကျေးဇူးမေမေကျေးဇူးပါမေမေသားလေးဟိုရင်တော့ငါလူတော်မမိုက်ခုမေဟိုးကြည်ကြည်စကားဆိုတတ်နေဟိုးရေကိုချစ်ချုံစုပြီးဘဝလေးဆောင်နေဒီမွေးနေလားဟုတ်ကဲ့အော်ဒီသမီးဝါဆိုတင်ကဆိုလားလို့မွေးနေဟုတ်လားတရားနာအော်အင်တတရားလားဒါ surprise တရားထားတာပေါ့ဟုတ်ကဲ့ဟဲ့မိုင်းလိုက်တာအားတောင်ကြလာပြီလို့ရန်ဟောသွားရင်လည်းဒီမှာသမီးကြည့်ရဲ့သမီးရဲ့တငယ်ချင်းနေဟုတ်အဲ့ဒါအိမ်မှာအမေရဲ့မွေးနေလည်းရှိတယ်တဲ့ဝါဆိုတင်ကလည်းရှိတယ်တဲ့အဲ့ဒါဟိုထမင်းသွားစားလို့ရတယ်ဆိုတော့လာစားတာအားစားကြစားလို့ရပါတယ်စားလို့ရတယ်ဘယ်နှစ်ပြေးသွားရလဲ52နှစ်ဟော52နှစ်ဒီ surprise တွေကဘယ်လိုလုပ်ပေးလိုက်တာလဲမမေယောက်ျားနဲ့တာယောက်ျားလေးလုပ်ပေးတာဩတာတော့ဘယ်နှစ်ယောက်ရှိရလဲမမေ2ယောက်ရှိပါတယ်2ယောက်ဩဟုတ်အခုကသမီးကိုတကယ်မဟုတ်ထမင်းဆောင်လာတယ်လို့ထင်တယ်လားမမေဘယ်လိုထင်တယ်လဲလေအောင်လာလို့ထင်တယ်လေအောင်လာတယ်လို့ထင်တယ်ဟုတ်တယ်လေအောင်လဲလာတာလေအောင်လဲလာတာထမင်းလဲလာစားတာလဲ Friday ဘယ်လောက်တောင်ရသွားလဲမမေတန်းစီနဲ့ဆက်ရသွားပြီတန်းစီနဲ့ပတ်စံရသွားပြီမေပြောလားပြောတာပေါ့ဒါကဘသူပို့ပေးတာလဲမေအားယောက်ျားလေးတာယောက်ျားလေးကပို့ပေးတာအော်တာသမီး2ယောက်ရှိတာ2ယောက်လုံးကဘယ်မှာလဲအဝေးမှာလားအော်မမေရဲ့မွေးနေ့ပွဲကိုကိုရိုင်းမလာနိုင်ပေမဲ့ဒါအဝေးရနဲ့လို့ဂုံပြူပေးလိုက်တာပေါ့ဝမ်းတာလုံးစိုးနေလို့ပါရှေ့မှာ surprise တိုက်သွားတော့လေအခုသမီးကလေဘာလာလောက်တာလဲဆိုတော့သမီးအန်တီရဲ့သမီးရဲ့တငယ်ချင်းနေဆိုကြတော့သမီးကထမင်းလဲလာစားရင်းနဲ့မမေ surprise ရတာဘလို့နေမလဲဆိုတဲ့ခန်းစားချက်လေးကိုလာပြီးတော့မှမမေကိုမှတ်တမ်းတင်ပေးတာဂုံပြူပေးတာဟုတ်အတန်းရတာပဲဟုတ်ကဲ့ရှင်ဟုတ်အတန်းဝင်နေလို့အလုပ်လုပ်ရတာတွေအော်ရတာတွေမောပြင်မှာအတန်းဝင်နေလို့ကဲဟုတ်ကဲ့ပါမမေဒီနေ့ဘာတွေကျွေးလဲမမေမွေးနေမှာမဟုတ်ဘယ်သေးစားသမင်းပေါ်လေအော်ထမင်းကျွေးတယ်ထမင်းကဘာဟင်းလဲမမေသားချစ်ပါဝတ်သားအော်ဝတ်သားသမီးကဝတ်သားတော့မစားဘူးမေငါရှိတယ်လားအော်ငါရှိတယ်အများရွယ်မေမင်္ဂလာဆောင်သားကြလို့ဟုတ်တယ်နော်စသားလည်းရှိတယ်စားတာပါမေသမီးမစားပါဘူးနော်မမေအတွက်ကိုဒါဒုတိယတစ်ခေါက်အနေနဲ့နော်မမေအတွက်ဘုန်းကြီးလက်ဆောင်လေးလည်းစီစဉ်ထားပေးတယ်သူရှိသေးတယ်မမေရှိတယ်လားဟုတ်တယ်ရှိသေးတယ်ဒါလည်းမွေးနေ့လက်ဆောင်ပဲလာပို့ပေးရင်လည်းသမီးလာစားတာဟုတ်ကဲ့မမေဟုတ်ကဲ့ပါရှင်အဲ့ဆိုတော့အခုဒီတစ်ခေါက်ကရောဘယ်သူများဖြစ်မလဲမသိဘူးနော်မမေသားငယ်ပြသားငယ်အော်ဟုတ်လားသား2ယောက်သမီးရောရှိလားရှိဟုတ်လားဟုတ်အိုးအမေသားချင်းနဲ့သားငယ်တယ်ဟုတ်သားပဲအကူရလိုက်တာသားတွေကဘယ်နိုင်ငံနဲ့ဘယ်နိုင်ငံတွေမှာလဲမေသားငယ်ကဂျပန်သားကြီးကထိုင်းမှာအိုးတယောက်ကထိုင်းမှာတယောက်ကဂျပန်မှာအခုဒီဟာလုပ်ပေးလိုက်တာဘယ်ဟာလဲမေထိုင်းကလားဂျပန်ကလားထိုင်းကသားထိုင်းကသားလုပ်ပေးလိုက်တာမမေကိုဒါ52နှစ်ပြည့်မွေးနေ့မှာအဝေးမှာရောက်နေတဲ့သားတွေကပေါ့နော်ဘယ်တယောက်ကအများဘာတွေပို့ပြီးတော့ဘယ်တယောက်ကအများဘာတွေပို့ပေးလိုက်လဲဆိုတော့ဒါဒုတိယမိပေါ့နော်ပထမတစ်ခေါက်လဲလာပြီးသွားပြီဒီမှာဂိတ်တွေနဲ့ပန်းစီတွေနဲ့ဒုတိယတစ်ခေါက်မှာရောဘာတွေများဖြစ်မလဲဆိုတော့သမီးကသွားယူပေးမယ်နော်မမေဆိုတော့ကြတော့မမေပြောလာဒီနေ့ပြောတာပေါ့အရှိမ surprise ရသွားတာကြတော့ဘသူပို့ပေးတာမမေသားကြီးတယ်ထိုင်းကသားကြီး
အော်ဟုတ်ကဲ့ပါရှင်မမေရင်းနေခုံလားပထမတစ်ခေါက်ကရောရင်ခုံလားမေ ခေါင်းလုံးဝမ်းလာတယ် ဝမ်းတာလို့အော်ငိုတောင်ငိုတယ်ကဲဟုတ်ပြီဒီတစ်ခေါက်တော့မငိုနဲ့တော့နော်ဒီတစ်ခေါက်တော့မငိုနဲ့ အကျိုးသား ငိုနေအောင်ကြိုးစားရအောင်ကဲဟုတ်ကဲ့ပါရှင်မေဝမ်းနဲ့ရလားဝမ်းတာလား ဝမ်းသာပြီးတော့ ဟုတ်ဝမ်းနဲ့ဝမ်းတာဖြစ်တာပေါ့နော်ကိုယ့်ရဲ့မွေးနေ့လေးမှာသားတွေအနီးနားမှာရှိစေချင်တာပေါ့နော်ဒါပေမဲ့အနီးနားမှာမရှိပေမဲ့လို့လည်းမမေကိုပျော်ရွှင်သွားအောင်လို့သူတို့ရဲ့ကိုးစားသမီးကိုပို့ပေးလိုက်တာပေါ့ဟုတ်လားဟုတ်ကဲ့ပါရှင်ကဲမေကဲအဲ့ဆိုရင်မမေငုံနေတော့နော်ဒီဘက်ကလေးကိုလှည့်ပြီးတော့မှသမီးကိုဘာလေးဖြစ်မလဲဆိုတော့ကံမှန်းကြည့်မယ်နော်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မမေတို့တွေမမေရဲ့52နှစ်ပြည့်မွေးနေ့လေးမှာဒါ surprise အနေနဲ့ပို့ပေးရတဲ့ပန်းစီလေးပါဂျပန်မှာရောက်နေတဲ့သားငယ်လေးကဒါဒုတိယအကြိမ်ပို့ပေးလိုက်တဲ့ surprise ပေါ့နော်ဒါသူပထမအကြိမ်တော့ surprise မိပြီးသွားပြီဒါကတော့ဒုတိယအကြိမ် surprise ပဲဖြစ်ပါတယ်အားလုံးပဲမွေးနေ့ရှင်ကိုဘာမှမပြောကြပါနဲ့မွေးနေ့ရှင်ကလွဲလို့ကျန်တဲ့လူတွေကတော့အကုန်လုံးမြင်နေရပြီပေါ့နော်ကဲကျန်တဲ့လူတွေကအကုန်လုံး surprise ဖြစ်ကြလားဖြစ်ပါတယ်တဲ့ကဲဟုတ်ပြီအဲ့ဆိုရင်မွေးနေ့ရှင်ကြီးကိုဝိုင်းပြီးတော့ surprise မတိုက်ချင်ကြဘူးလားတိုက်ချင်ပါတယ်ကဲဟုတ်ပြီအဲ့ဆိုမွေးနေ့ရှင်ကြီးရေမကြည့်ပါနဲ့အောင်နော်လှည့်မကြည့်ပါနဲ့အောင်မျိုးလုံးလေးမှိတ်ထားပါမျိုးလုံးလေးမှိတ်ပြီးတော့ကျမတို့တွေအကုန်လုံးဝိုင်းပြီးတော့မမေကိုပျော်ရွှင်သွားအောင်လို့မမေကိုပျော်ရွှင်သွားအောင်လို့52နှစ်ပြည့်မွေးနေ့လေးမှာသမီးတို့တွေဝိုင်းပြီးတော့မှမမေကိုပျော်အောင် surprise တိုက်ပေးမယ်နော်ဆိုတော့ကဲအားလုံးပဲ1 2 3လဲကြည့်လို့ရပြီမေဘာကြီးလဲဒီတစ်ခေါက်ကဘယ်သူဖြစ်မလဲဒီတစ်ခေါက်ကရောဘယ်သူဖြစ်မလဲတားဝဲဖြစ်မလားလို့ကဲပန်းစီကအကြီးပဲမမေအကျိန်မမေ surprise ရလိုက်တဲ့ပန်းစီရဲ့ငွေမောင်းကတော့မမေ10သိန်းပါ10သိန်းတော့မမေအများကြီးပဲဝါမမေ10သိန်းနဲ့ပန်းစီရောကြိုက်လားမမေကြိုက်တယ်ကဲဟုတ်ပါပြီမမေရဲ့52နှစ်ပြည့်မွေးနေ့မှာမမေကိုအမှတ်တရဖြစ်သွားအောင်ဆိုပြီးတော့ပို့ပေးတဲ့သူကတော့ကိုတက်ကိုလင်းနဲ့ဟလာမပန်းလေးညင်းပါတဲ့ဟလာမေကဲကိုတက်ကိုလင်းကအခုဗမာလဲမမေဂျပန်မှာမမေထင်ထားတယ်လို့ဂျပန်တယောက်ဖြစ်နေပေါ့ကဲဟုတ်ကဲ့ပါရှင်ကဲဒီမှာမမေကိုမွေးနေ့ဆူတောင်းစကားလေးလည်းပြောထားတယ်တမီးဖတ်ပြပေးမယ်နော်ဖေးလားဖေးလားလေဖေးကနောက်မှနေနေလားဖေးလားလာဖေမမေကိုတိုင်းစရာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့လေဒီအခုလာပို့မဲ့ surprise ကြီးကိုလေဂျပန်မှာရောက်နေတဲ့သားတက်ကိုလင်းနဲ့အတူတူမမေကိုလုံးဝ surprise ဖြစ်သွားအောင်ပျော်ရွှင်သွားအောင်ပူပေါင်းကြံစည်ပြီးတော့လှုပ်ဝက်ထားပေးတဲ့သူကတော့ဖေပဲဖြစ်ပါတယ်ဖေကတော့သိပြီးသားပါသမီးတို့တွေလာမယ်ဆိုတော့လေမမေကိုပျော်ရွှင်သွားအောင်လို့ဖေရဲ့သားငယ်ရဲ့ဝိုင်းပြီးတော့မှစီစဉ်ပေးရပါတော့ကဲဟုတ်ကဲ့ပါမမေအဲ့ဆိုသမီးကမမေကိုအမှားစကားလေးဖတ်ပြပေးဦးမယ်နော် Happy birthday ပါအမေတဲ့မွေးနေ့မှာစပြီးတော့အမေကိုချမ်းမှာစိတ်ချမ်းသာပြီးတော့နေ့ရက်တိုင်းကိုအပြုံးနေနဲ့ဖြတ်တန်းနိုင်ပါစေအမေဆန္ဒရှိတဲ့အရာတိုင်းအကောင်းဆုံးပုံစံနဲ့ပြေဝလာပြီးတော့ကံကောင်းခြင်းအောင်မြင်ခြင်းနဲ့မင်္ဂလာရှိတဲ့အရာတွေအမြဲဝင်ရောက်လာပါစေလို့သားနဲ့သမီးကဆုတောင်းပေးပါတယ်တဲ့အမေကမိသားစုအတွက်အမြဲနှွေးထွေးတဲ့အားတစ်ခုချစ်ချင်းမြတ်တာတွေပေးတဲ့အဖိုးတန်သူတစ်ယောက်ပါတဲ့အမေရဲ့အပြုံးကသားရဲ့အားစီးလိုပါပဲတဲ့သားနဲ့သမီးကတဲ့အမေရဲ့မွေးနေ့မှာဒီပန်းစည်းလေးနဲ့ကြောလိုက်ပါတယ်အမေတဲ့နော်မမေချက်မချက်တော့မိလေးရော ဟုတ်ကဲ့ပါရှင်မမေ ဒီလက်ရှိကြပါစေ ဟုတ်ကဲ့ပါမမေ ဘာလို့လုံးဝပြင်းနေလဲ ဟုတ်သမီးလေးကကြတော့မမေချစ်သူတွေတင်နေဟဟလားမမေမတော်ရသေးတဲ့ရောက်ခမကို surprise တိုက်လိုက်တော့တာပေါ့ကဲရတော့မရသေးဘူးဘယ်တော့ချစ်ခံရလဲကြည့်ပါဦးဆိုတော့ကြတော့မမေတော်မေချွေးမလေးကအရန်တော်ပြီးတော့မမေပေါ့အရန်ချစ်တဲ့မေချွေးမလေးဆိုတော့မမေခံစားရလဲ ကျေးဇူးလက်တင်ပါတယ်မိ ဟုတ်ကဲ့ဝမ်းလက်သားတဲ့ဟုတ်ကဲ့ ဝမ်းလက်သားပါတယ်ပြောပြပါဦး ဟုတ်ကဲ့ပါအမေမတော်ရသေးတဲ့ချွေးမလေးက တော့ချင်းပါလေ ဟုတ်ဘာပြောချင်လဲအခုလို့ပေါ့နော်တော်တော်မတော်အသေးပဲနဲ့ချစ်ပေးတာဆိုတော့လေ ကျေးဇူးတင်ပါတယ်လို့ ဟုတ်ကဲ့ရှင် သူကစားလုံးဝပြည့်စုံကြပါစေလို့ ဟုတ်ကဲ့ ဘေးကနေကိရှင်းကြပါစေသားလေးသမီးလေး ဟုတ်ကဲ့ပါ ဒီကနော် channel လို့ဆုံးမပြပါစေ ဟုတ်ကဲ့ပါတာရောအဲ့လိုမျိုးလုပ်ပြီးလိမ့်မယ်တော့မမေမျောလင့်ထားလားမျောလင့်ထားအမေကိုအဲ့လိုအရေးအမွတ်တွေပါညာပြောထားတာမျိုးရှိလားမရှိဘူးလုံးဝကိုမျောလင့်ချက်မရှိဘဲနဲ့ကိုပဲဆက်ဒုံငနဲ့ရောက်ချလာတာပေါ့နော်တားနှစ်ယောက်လုံးကတိတက်လိမ့်မာတာတားကြီးရောအိမ်အောင်ကြပြီလား ကြာပြီ ဟုတ်လားတား တား ကြီးက လိမ္မာနဲ့တော့လိမ္မာ နော်မမေဟုတ်တယ်အားကြီးကလည်းအိမ်အောင်ကြသွားတယ်ဆိုပေမဲ့လို့သူ့အိမ်အောင်နဲ့သူနေပေမဲ့လို့ပတ်စံဆူရမယ်အချိန်မှာဒါမမေရဲ့မွေးနေ့မှာအလိုက်တတိလေးနဲ့လှုပ်ပေးရှာတယ်နော် ဟုတ်လုံး ထ
ထိုင်းမှာဆိုလို့ရှိရင်ဒါဂျပန်တော့ဝင်မကောင်းပေမဲ့ ကျမလက်သူ့လောက်တော့ ဟုတ်တယ် လက်သူ့တက်နေမဲ့လုပ်ပြတာ ဟုတ်တယ်တသက်နိုင်တော့သူ့မှာလုပ်ပြီးရှာတယ်နော်ဆိုတော့ဒါဂျပန်ကတတကလည်းသိပါအောင်သူ့မှာအိမ်အောင်တော့မကြသေးဘူးသူကောင်မလေးရောပါတယ်ရဲ့ဒီထဲမှာဟုတ်ကဲ့ပါရှင်ဘယ်တော့တောင်ဝမ်းတောင်ကောင်းလဲကြည့်အောင် ကျေးဇူးတင်ပါတယ် ဒီတို့ရဲ့မိသားစုလေးကသား2ယောက်မွေးရဂျိုးလည်းနဲ့တယ်သား2ယောက်မွေးရတာနဲ့အတူတူသမီး2ယောက်လေးရောပါထပ်တိုးလာတယ်နော်သား2ယောက်ကလည်းလိမ်မာတယ်လို့သမီး2ယောက်ကလည်းလိမ်မာပါပဲနော်မမေကန်ကောင်းတယ်နော် ကာကောင်းမှာပေါ့ကမကား ဟုတ်ကဲ့ပါရှင်အိုဝါမကန်ကောင်းတာကဲဟုတ်ပါပြီ ဘယ်တော့မှလောက်ကကြွက ဟုတ် ဒီကလည်းသူတို့ကလည်း ဟုတ်ကဲ့ပါရှင်အရင်တော့ကဘယ်တော့ပဲအခက်ခဲတွေရှိအခက်ခဲတွေကြားတွေကနေရင်ဆိုင်ပြီးတော့ဖြစ်ကြော်ခဲ့တဲ့မေမေခုချိန်မှာတော့ဒါအတိအပွင့်နေခံစားရပြီနော်မေမေဟုတ်ကဲ့ပါရှင်အဲဆိုတော့မေရဲ့ဒီ52နှစ်ပြည့်မွေးနေ့ကစပြီးတော့နောက်နှစ်ပေါင်းများစွာတိုင်းမှာမေမေရောမေမေရဲ့သားသမီးတွေရောချွေးမတွေရောအားလုံးပဲစိတ်ဆန္ဒခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့ သားလေးနှစ်ယောက်ကြောင့်မဆက်နိုင်ကြပါစေသမီးလေးဖေးအနေကရှိကြပါစေလို့ပြတဲ့သားလေးတွေသမီးလေးတွေနော် ဟုတ်ကဲ့ပါရှင်ဖေဖေရတယ်ကြံရပါပါမမေကိုပြောရှိအောင်လုပ်ပေးတဲ့သူတဲမှာဟုတ်လားကဲအဲ့ဆိုဖေဖေရောအခုလိုမျိုးမမေကိုပြောရှိအောင်ဟိုလုပ်ပေးတဲ့နေရာမှာဖုံးဆိုလဲသူ့မှာခိုးဆရာလောက်တယ်တိလားမေမေကြားမှာဆိုလို့လေလာလို့ရပြီနော်လာလို့ရပြီနော်တဲ့လေသူ့မှာခေါ် ဒီကဖောင်းမထားဘူး ဟုတ်ကဲ့ရှင် ဟုတ်လားကိတ်သမားပြောထားလေ အော်ဟုတ်ကဲ့ရှင် စပရက်တယ်ဘယ်လိုပြောမထားဘူး အော်ဟုတ်ကဲ့ ကိတ်ကိုပဲပြောထားလေ အော်ဟုတ်ကဲ့ကိတ်လာဖို့မယ်ဆိုတော့သိထားတယ်ကဲဟုတ်ကဲ့ပါရှင်ဆိုတော့ကြတော့ဖေဖေကလည်းမေမေကိုတော်တော်ချစ်ရှာတယ်ကြည်အောင်52နှစ်တောင်ရောက်နေသူ surprise တိုက်ချင်းလေးอ่ะမေမေကိုကြည်အောင်ဘယ်တော့တောင်ကြည်နူးကိုကောင်းတဲ့မိသားစုလေးတယ်ကဲဟုတ်ပါပြီမေမေတို့မိသားစုကိုရှေ့ချောင်းမှာလည်းဒီလိုပျော်ရွှင်စရာကောင်းတဲ့အရာတွေနဲ့လည်းပြည့်နေပါစေလောင်လာမဲ့အနာဂတ်မှာလည်းစီးပွားရေးလူမှုရေးစသအရာအကုန်လုံးအဆင်ပြေပြီးတော့လိုအပ်ချက်ဆိုတာဘာလဲလို့မေးယူရလောက်အောင်ကိုပဲပြည့်စုံခြင်းနေနဲ့ပြည့်စုံပါစေလို့ဖေဖေကိုရောမေမေကိုရောတား2ယောက်လုံးကိုဆုတောင်းပေးပါ သားလေးတွေကျမ်းမဆက်နိုင်ကြပါစေ ဟုတ်ကဲ့ပါရှင် အနေကစားပြပါလောက်ကိုင်းစီမတို့ကြပါစေသမီးလေး ဖေဖေမေမေပြောနေတာမိတော့ဘယ်လိုခံစားရလဲ ဒီကတော့ ဖေဖေတောင်ငိုနေပြီလားမသိဘူးဒီမှာဖေဖေနဲ့အစ်စ်ဘယ်လောက်กว่าလဲ တူတူပဲတော့ ဟုတ်လား သူကတလားကြီးတယ် ဟုတ်လားတလားကြည့်ရကဲဟုတ်ကဲ့ပါ ကျေးဇူးပါမင်းနဲ့ကျွန်တော်မိမိတရားချိုးဖို့စု